ဟာတရားလည်းပြီးပြီတက်373မှာစားခြင်းနဲ့ဘဲဆက်ကလည်းဈေးကြီးညာဆိုတော့ဘတ်ဂျက်ဘဲဆက်လေးအိမ်မှာပဲချက်စားလိုက်အောင်အခုအဓိကပါဝင်ပစ္စည်းဖြစ်တဲ့ဘဲလဲပင်ကြက်ချောင်းနဲ့အသေးမြစ်တွေကိုလှိလိုက်ပါမယ်ကျွမ်းနွဲ့နဲ့ကြက်ဥချောင်းလေးတွေကိုလှိထားပါမယ်ပြင်ဆင်ထားတဲ့အသားတွေကိုရင်းနှီးစုစုနဲ့ထည့်ပြုတ်လိုက်မယ်ကြာဆွဲအာလူရင်းကြီးအမှုတို့ကိုလည်းထည့်ပြုတ်လိုက်မယ်နူးဖို့အချိန်ပိုလို့တဲ့အပိုင်းတွေကိုအရင်ထည့်ပြုတ်ပါမယ်အခုလိုနူးလာရင်ဆက်လိုက်လို့ရပါပြီပြင်ဆင်ထားတဲ့အသားရည်နဲ့ ready made မာလာအနည်းစီနီဗန်ဂျာရဲ့အကျဲဝါးကြောက်စီထည့်ပြီးတော့ရုံးမှုလိုက်ပါမယ်အရသာပူကောင်းသွားအောင်ခဏချက်သားမို့လို့ထည့်ပြီးရုံးမှုလိုက်ပါမယ်နောက်ဆုံးမှာတော့နှမ်းဖြူပဲလိတ်တင်နည်းမလေးအုပ်ပြီးရင်တော့အရန်ထီးရဲ့မာလာပဲစစ်တင်ရပါမယ်အရသာတော့ရှယ်ပဲနောက်ထပ်လည်းဒါမျိုးဘတ်ဂျက်ဆေးပြီးတော့ချက်ပြစေခြင်းတဲ့ဟင်းပွဲမျိုးရှိရဆိုရင်အောက်မှာမှန်းခံပေးအောင်နော်